မင်္ဂလာပါသတင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနရဲ့ podcast အစီအစဉ်ကနေကြိုဆိုပါရစေ။ဒီအစီအစဉ်ကတော့တိုင်းသားဒေသတွေတဲကအဖြစ်အပျက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေ၊ဆောင်းပါးတွေ၊ဆက်သွယ်မေးမြန်းချက်တွေအပြင်ဒေသတွေနဲ့နိုင်ငံတကာသတင်းတွေကိုစူးစီးတင်ဆက်ပေးနေတာဖြစ်ပါတယ်။ NMG ရဲ့ podcast ထုတ်လွှင့်ချက်တွေကိုတိုက်ရိုက်နားဆင်နိုင်တယ်လို့ download လုပ်ထားပြီးတော့အဆင်ပြေတဲ့အချိန်မှာနားထောင်ရင်လည်းရပါတယ်။ကျွန်မအမီပါ။စစ်ကော်မရှင်ကကျင်းပပြီးစီးသွားပြီဖြစ်တဲ့အတူရောင်ရွေးကောက်ပွဲဟာစစ်ရာဇဝတ်မှုတွေကိုဆက်ပြီးတော့ကျူးလွန်ဖို့လမ်းဖွင့်ပေးလိုက်တာပဲလို့အမျိုးသမီးအဖွဲ့အစည်းတွေကပြင်းပြင်းထန်ထန်သတိပေးလိုက်ပါတယ်စစ်အာဏာသိမ်းကာလအတွင်းမှာအမျိုးသမီးတွေပေါ်လိမ်မိုင်းဆိုင်ရာအကြမ်းဖက်မှုပေါင်း1000ကျော်အထိရှိခဲ့တယ်လို့ WLB ရဲ့အစီရင်ခံစာကဆိုပါတယ်ဒီအခြေအနေတွေနဲ့ပတ်သက်လို့ဒီနေ့ရဲ့ podcast အစီအစဉ်ထဲမှာတင်ဆက်ပေးထားပါတယ်စစ်ကော်မရှင်တပ်ဟာသူတို့ရဲ့တရားမဝင်အာဏာသိမ်းမှုကိုရွေးကောက်ပွဲဆိုတဲ့ခေါင်းစဉ်အောက်မှာတရားဝင်မှုရရှိဖို့ကြိုးပမ်းနေသလိုတနိုင်ငံလုံးမှာစစ်ရေးထိုးစစ်တွေနဲ့လူခွင့်ရေးချိုးဖောက်မှုတွေကိုဆက်ပြီးတော့ကျူးလွန်ဖို့အခွင့်အရေးဖန်တီးနေပါတယ်။အမျိုးသမီးများအဖွဲ့ချုပ်မြန်မာနိုင်ငံ WLP ကဖေဖော်ဝါရီလ1ရက်နေ့မှာထုတ်ပြန်လိုက်တဲ့2025ခုနှစ်ကိုပြန်လည်ကြည့်ခြင်းအစီရင်ခံစာအရစစ်ကော်မရှင်ဟာသူတို့အာဏာတည်မြဲရေးအတွက်ရွေးကောက်ပွဲကိုလက်နက်သဖွယ်အသုံးချနေတာလို့ထောက်ပြထားပါတယ်။မြေပြင်မှာလည်းအမျိုးသမီးတွေနောက်ပြီးတော့လူခွင့်ရေးလှုပ်ရှားသူတွေဟာပို့ပြီးတော့ဖမ်းဆီးခံနေရတယ်လို့လမ်းတွေပေါ်မှာပါစစ်ဆေးရေးဂိတ်တွေချပြီးတော့အစမတန်ပေါ်တာဆွဲတာတွေကြုံတွေ့နေရတယ်လို့ WLB ရဲ့မူဝါဒရေးရာဦးဆောင်အဖွဲ့ဝင်မမီးငယ်ကအခုလိုပြောပါတယ်အမျိုးသမီးလူခွင့်ရေးလှုပ်ရှားသူတွေကအရင်ကထက်ယနေ့မှာပုံမူပြီးမှဖမ်းဆီးတာကျမတို့ကြုံတွေ့ရတယ်လူချုံရင်ကပုံမူခက်ခဲလာတယ်ဒီလမ်းတွေမှာပေါ့နော်ဒီစစ်စေးရေးဂိတ်တွေထားပြီးမှဒါအစမတန်ပေါ့နော်တွေ့တာတွေအကုန်လုံးပေါ်တာဆွဲပေါ့နော်နေ့စဉ်တက်ဖြတ်တဲ့စစ်ရာဇဝတ်မှုလူမျိုးတုံးတက်ဖြတ်မှုတွေစစ်တပ်ကစစ်လက်ပြီးမှကျူးလွန်နေတာတွေ့ရတယ်အစီရင်ခံစာရဲ့မှတ်တမ်းတွေအရဆိုရင်2025ခုနှစ်အတွင်းမှာလိင်နဲ့ဂျန်ဒါအခြေပြုအကြမ်းဖက်မှုပေါင်း209မှုဖြစ်ပွားခဲ့ပြီးတော့လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကနေရှင်သန်လွတ်မြောက်လာတဲ့သူအမျိုးသမီး1212ယောက်အထိရှိခဲ့ပါတယ်အထူးသဖြင့်တော့စကိုင်းတိုင်းနဲ့ချင်းပြည်တွေမှာစစ်ကော်မရှင်တပ်ဟာမရင်းကျင်နာကိုစစ်လက်နက်သဖွယ်စစ်လက်နက်လူမျိုးပေါ့လေပြူဟာကြကြအသုံးပြုနေတယ်လို့မမီးငယ်ကထောက်ပြပါတယ်ဒီမရင်းကျင်းမှုလက်နက်တပွဲအသုံးပြုတာကို view ဟာကြပေါ့နော်ပြည်သူလူထုကမတုံ့ပြန်နိုင်အောင်အကြောက်တရားနဲ့အရှက်တရားကိုပေါ့နော်အသုံးချရင်မှပြုလုပ်နေတာဒါကျမတို့တွေ့ရအမျိုးသားဆိုရင်လည်းဒါပေါ်တာဆွေးတယ်စစ်မှုထမ်းခိုင်းတယ်နှိမ့်စစ်ရိုက်နှက်ချင်းတွေပေါ့နော်အဲ့လိုမျိုး view ဟာတွေကိုသုံးတယ်ဒါအပြင်အတူရောင်ရွေးကောက်ပွဲအတွက်လည်းလူထုကိုအတင်းအကျပ်ကိုင်မှုတွေလည်းရှိခဲ့ပါတယ်။ဂရီနီပြည်မှာဆိုရင်တော့စစ်ဘေးရှောင်တွေကိုနေရက်ပြန်လာဖို့ပြန်မလာရင်အိမ်တွေကိုချိတ်ပိတ်မယ်ဆိုတဲ့ချိန်ချမှုတွေနဲ့မဲထက်ခိုင်းပြီးတော့ဖိအားပေးခဲ့တယ်လို့ကျေးလက်မြေအဖွဲ့ဒါရိုက်တာမူဆဲကပြောပါတယ်သူ့ရွေးကောက်ပွဲမှာသူတို့ကမဲထက်ခိုင်းမယ်ဖိအားပေးတယ်ကရနီမှာကြည့်မယ်ဆိုလို့ရှိရင်စစ်ပေးဆောင်တွေကိုပြန်လာလို့ရှိရင်ချိတ်ပိတ်မယ်အိမ်ရတယ်ချိတ်ပိတ်မယ်တော်လန်ရေးအဖွဲ့နဲ့တစ်ဖွဲ့တည်းလို့သတ်မှတ်မယ်ဆိုတဲ့အရာတွေကပေါ့နော်ဒါကချိန်ချောက်မှုဖြစ်တယ်ဒါဒီလူအခွင့်အရေးနဲ့လုံးဝဆန့်ကျင်တယ်မြေပြင်မှာဘေးအန္တရာယ်တွေအချိန်မရွေးရှိနေပေမဲ့လည်း WLB အနေနဲ့တော့ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာနေရစွန့်ခွာရသူ9400ကျော်နဲ့အမျိုးသမီးအခွင့်အရေးကာကွယ်ဆောင်ရှောက်သူတွေကိုကာကွယ်ပေးနိုင်ခဲ့ပါတယ်။ဒီကုန်းချုပ်အနေနဲ့ပြောရမယ်ဆိုရင် WLB ရဲ့မူဝါဒရေးရာဦးဆောင်အဖွဲ့ဝင်နော်ဖိုးဒါကနိုင်ငံတကာအတိုင်းဝိုင်းကိုအရေးပေါ်တောင်းဆိုလိုက်ပါတယ်။ဒါကတော့အဲ့ဒီအတူရောင်ရွေးကောက်ပွဲနဲ့အဲ့ဒီရွေးကောက်ပွဲကရလာတဲ့ရလဒ်တွေကိုပြက်ပြက်တသားညှင်းပယ်ဖို့နဲ့စစ်ကော်မရှင်တပ်ကိုလက်နက်ရောင်းချပေးနေတာတွေကိုချက်ချင်းရပ်တန့်ပေးဖို့ပဲဖြစ်ပါတယ်။ခိုင်မာတဲ့လှုပ်ဆောင်မှုတွေမရှိရင်မြန်မာပြည်သူတွေဟာဒီထက်မကတဲ့စိုးကျိုးတွေကိုဆက်ပြီးတော့ခံစားရလိမ့်မယ်လို့ WLB အပါအဝင်အမျိုးသမီးအဖွဲ့အစည်းတွေနဲ့လူခွင့်ရေးဂျန်နာရေးစစ်အာဏာရှင်စနစ်ကိုတိုက်ထုတ်ရေးလှုပ်ဆောင်နေတဲ့အရက်ဖက်အဖွဲ့အစည်းအသီးသီးကသတိပေးတိုက်တွန်းထားကြပါတယ်ရှင်
ဒီနေ့ရဲ့အစီအစဉ်ကိုတော့ကျမတို့ဒီမှာပဲရပ်နာမှာဖြစ်ပါတယ်။တိုင်းသားဒေသတွေတဲကအဖြစ်အပျက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေဆောင်းပါးတွေဆက်သွယ်မေးမြန်းချက်တွေအပြင်ဒေသတွင်းနဲ့နိုင်ငံတကာသတင်းတွေကိုသတင်းနဲ့မီဒီယာကွန်ရက်သတင်းဌာနကတင်ဆက်ပေးနေတာဖြစ်ပါတယ်။ကျမတို့သတင်းဌာနရဲ့ podcast ထုတ်လွှင့်ချက်တွေကိုနားဆင်နေကြတဲ့မိဘပြည်သူအားလုံးရှင်လန်းချမ်းမြေ့ကြပါစေရှင်။